အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ဒီနေ့ Transfer laptop ကနေပြီးတော့ mix up ပေးခြင်းနဲ့တွင်းမှာ laptop လေးတစ်လုံးရှိတယ်အကောင်လေးကတော့ HP Elite H2 G8 ဒီကောင်လေးကတွင်းမှာ laptop ဆိုတော့ဒီကောင်လေးက tablet လို့လည်းသုံးလို့ရမယ်ကျွန်တော်တို့ဒီ laptop လို့လည်းသုံးလို့ရမယ်နှစ်မျိုးသုံးလို့ရတဲ့ laptop လေးပေါ့ဒီကောင်ရဲ့ build quality ဘိုင်းကိုစပြောပေးမယ်ဒီကောင်က Elite board တွေထုံးစံတိုင်းပဲလုံးဝတစ်ခုလုံး body တစ်ခုလုံးတော့မတည့်ကကျွန်တော်ဒီ aluminum နဲ့လုပ်ထားတာ aluminum နဲ့ဒါပေမဲ့ဒီကောင်လေး aluminum နဲ့လုပ်ထားတယ်ဆိုပြီးတော့ဒီ laptop လေးဒီကောင်လေးဆိုရင်တော်တော်လေးကိုပေါ့တယ်ပေါ့တာမှ1kg လောက်ပဲရှိတယ် total မှာ 1kg လောက်ပဲရှိတယ်ပြီးတော့ပါလဲပါတယ်ပေါ့လဲပေါ့တယ်တဲသွားတဲတာတော်တော်ကြီးကိုအဆင်ပြေတဲ့ laptop လေးပြပြီးတော့ဒီကောင်ကကြတော့2-in-1 laptop ဖြစ်တဲ့အတွက်ကျွန်တော်တို့ဖြုတ်ထားလို့ရတယ်ဖြုတ်ပြီးကျွန်တော်တို့ဒီ tablet ပုံစံမျိုးနဲ့သုံးမယ်ဆိုရင်လည်းအဆင်ပြေတယ်တော့မှ tablet တစ်လုံးအနေနဲ့သုံးရမယ်ပေါ့ဗျာ tablet ကမှ Windows version နဲ့သုံးနေရလို့ဖြစ်မယ်ပြီးတော့ဒီကောင်လေးမှာကြတော့ camera ကဒီကျွန်တော်ဒီရှေ့ camera ပြင်ကျွန်တော်ဒီနောက် back camera တစ်ခုပါမယ် fingerprint sensor ပါမယ်ပြီးရင်ရှေ့မှာလည်း face lock တစ်ခုပါမယ်အဲ့ဒါမှ तू ကဒီကောင်ရဲ့ဒီအပေါ်မှန်ကကြတော့ Gorilla Glass နဲ့လုပ်ထားတာအဲ့ဒါလည်းအုပ်ထားတာပေါ့အဲ့တော့ဒီကောင်ကတော်တော်ကြီးကိုသုံးရတာအဆင်ပြေတယ် screen ကနေအနည်းပြန်နိုင်ပါလေအဲ့လောက်ကြီးမရှိဘူးခင်ဗျဒီကောင်လေးရဲ့ processor တွေကကြတော့ဒီကောင်လေးကကြတော့ Intel Core မှာ i5 11th generation နဲ့ရမယ် RAM 16 SSD က512ဒီကောင်ရဲ့ graphic အနေနဲ့တော့ဒီကောင် Iris AC graphic ကိုမှ 8GB ပါတယ်ဒီကောင်လေးကဒီလုပ်ငန်းသုံးကြောင်းသုံးရုံးသုံးဒီ engineering software တွေပါသုံးမယ်ဆိုရင်တော့လုံးဝကောင်းမှုအဆင်ပြေနဲ့သုံးလို့ရမယ်ဒီကောင်လေးကတခုရှိတာဒီကောင်လေး video editing ပိုင်းတော့ဒီကောင်လေးကကောင်းကောင်းမွန်မွန်လုပ်နိုင်မှာမဟုတ်ဘူးအဲ့တော့ recommend ပေးခြင်းခင်ဗျပြီးတော့ gaming မှာရောပေါ့ပြီးတော့ဒီကောင်လေးရဲ့ထူးခြားချက်နောက်တစ်ခုကြောင့်ဒီကောင်လေးက port အနေနဲ့ဒီမှာ type C 3ပေါက်ပဲပါမယ်တခြား USB တွေဘာမှမပါဘူးပြီးတော့ဒီဘက်မှာကျွန်တော်တို့ earphone အတွက်အပေါက်ထုပါမယ်ပြီးရင်ကျွန်တော်တို့ဘိုလုံးတိုး short အတွက်ခလုတ်တစ်ခုပါမယ်ပြီးရင်အပေါ်မှာဆိုရင် power button ပါမယ်ပြီးရင်ကျွန်တော်ဒီကင်မရာအပိတ်ခွင့်ကင်မရာ shutter လေးပါမယ်ခင်ဗျဒီ laptop လေးကဘယ်လိုလူတွေအတွက်သုံးတယ်လဲဆိုတော့ဒါကျွန်တော်ဒီလုပ်ငန်းသုံးအများတန်းဟို meeting တွေတက်ရတယ်ပုံမှန် client အနေနဲ့တွားတွေ့တဲ့ laptop မှာဖြစ်ပါနေရမယ်ဆိုတဲ့လူတွေအတွက်တော့ဒီကောင်လေးကတော်တော်အဆင်ပြေတယ်တရားပြရလည်းလွယ်တယ်ပေါ့ပေါ့ပါလည်းရှိတယ်ခင်ဗျပြီးတော့ဒီကောင်ရဲ့ design ဘိုင်းကလည်းလုံးဝအမြင်ဆန်းတယ်တို့ပုံစံ laptop တွေနဲ့လည်းမတူဘူးဒီ tablet တွေရဲ့ပုံစံမျိုးတွေကလည်းခွဲထွက်တယ်ဆိုတော့ဒီကောင်လေးရဲ့ design ဘိုင်းကဒီဂျားနဲ့ကြာနေတဲ့အနေထားပေါ့ဒီ laptop နဲ့လည်းမတူဘူး tablet နဲ့လည်းလို့အရင်မတူဘူးဗျအဲ့တော့ဟုတ်ဒီကောင်ရဲ့ design ဘိုင်းတော့ထူးခြားတယ်လို့ပြောလို့ရတယ်ပြီးတော့ဒီကောင်လေးမှာကျတော့ဒီကောင်လေးက original ပန်ပါတယ်ဒီကောင်ပန်နဲ့လည်းသုံးလို့ရမယ်ပြီးရင်အဲ့ဒါမှသူ့ရဲ့ဘေးမှာပန်ဟိုတာလည်းပါပြီးသားဆိုတော့ဒီကောင်လေးကကျွန်တော်ဒီပုံဆွဲခြင်းတဲ့လူတွေ graphic design ဆွဲခြင်းတဲ့ animation ကောင်းကောင်းဆွဲခြင်းတဲ့လူတွေတော့ဒီကောင်လေးကတော်တော်အဆင်ပြေတယ်ဒီကောင်လေးရဲ့ဈေးနှုန်းကကျတော့18သိန်း8000 18သိန်း8000မှာကျော်စီက cashback 5000နဲ့ဆိုတော့18သိန်း3000နဲ့ရမှာခင်ဗျတကယ်လို့ဆက်သွယ်ပြီးမှာယူခြင်းနဲ့ဆိုရင်တော့အမှတ်136တောက်တရာမြို့နယ်ရန်ကုန်မြို့39လမ်းကိုလာပြီးဆက်သွယ်ပြီးမှာယူလို့ရတယ်ပြီးတော့ဒီကောင်လေးကျွန်တော်စီမှာလုံးရည်ရလဲ10လုံးလောက်ပဲကျန်တော့တာဆိုတော့မြန်လာဝယ်ရမှစိတ်ချမယ်ဗျပြီးတော့ကျွန်တော်တို့စီမှာ laptop မျိုးစားပေါင်းများစွာကိုလက်လီရောလက်ကောရမယ်လက်ကားလူချင်းတဲ့လူတွေအတွက်လည်းကျွန်တော်လက်ကားစီတည်တံ့လုပ်ပေးရတယ်ခင်ဗျအခုဒီနေ့ကတော့ဒါကျွန်တော် review လုပ်ပေးခဲ့တာကတော့ဒီ Elite H2 လေးပေါ့ Elite book က i5 11 Gen RAM 8 RAM 16 SSD 512နဲ့ရမယ်ခင်ဗျပြီးတော့ကျွန်တော်တို့ဒီမှာတခြားလောက်တဲ့ laptop တွေကိုလည်း gaming laptop တွေတခြားဒီ luxury ဆန်တဲ့ laptop တွေအများကြီးကိုလည်း review လုပ်ဖို့ရှိသေးတယ်အဲ့တော့ဆက်လက်ပြီးစောင့်ကြည့်ပေးပါဦးခင်ဗျကျေးဇူးတင်ပါတယ်